ဒီပင်ကတော့နဘဲပင်ပဲဖြစ်ပါတယ်နဘဲပင်ရဲ့ရတာကချိုဖန်ရတာရှိပြီးတော့ပူတဲ့သဘောရှိပါတယ်ဆက်ဖြင်းဖြင်းလည်းရှိပါတယ်ယောနီတွေကိုတန်ရှင်းအောင်တုတ်တင်ပေးရတဲ့သဘောရှိပြီးတော့နှလုံးယောဂလေယောဂနဲ့တိတ်တာရယောဂတွေကိုတက်တာပျောက်ကင်းစေတတ်ပါတယ်သူ့ရဲ့အဆေးကိုအသုံးပြုမယ်ဆိုလို့ရှိရင်တော့သူ့ရဲ့အဆေးကချုပ်စေတတ်တဲ့သဘောရှိပါတယ်အခောက်ကလည်းချုပ်စေတတ်တဲ့သဘောရှိပါတယ်ဝါဖြိုးစေတတ်ပါတယ်အနာတွေကိုအတနုတက်စေတတ်ပါတယ်ဝမ်းသွားတဲ့လူတွေဆိုလို့ရှိရင်တော့အဆေးကိုတိုက်ပေးမယ်ဆိုရင်ဝမ်းသွားခြင်းကိုတက်တာပျောက်ကင်းစေတတ်ပါတယ်အယိုးကျိုးတဲ့လူတွေအယိုးနာတဲ့လူတွေဆိုလို့ရှိရင်တော့သူ့ရဲ့အဆေးကိုအုံနှုံနဲ့ကျိတ်ပြီးတော့လူပေးမယ်ဆိုလို့ရှိရင်တော့အယိုးကျိုးအယိုးနာခြင်းကိုတက်တာပျောက်ကင်းစေတတ်ပါတယ်သူ့ရဲ့အခောက်ပြုတ်ရည်ကိုနာတာရှိဝမ်းပြယောဂနဲ့ကိုလက်အင်္ဂါယောပါတဲ့သူတွေကိုတိုက်ကျွေးပေးရင်အဲ့ဒီယောဂတွေကိုတက်တာပျောက်ကင်းစေတတ်ပါတယ်သူ့ရဲ့အခောက်ပြုတ်ရည်ကိုနှုတ်ငုံခြင်းပြုတ်ပေးမယ်ဆိုလို့ရှိရင်တော့လေချောင်းနာယောဂသွားနာသွားကြိုင်နဲ့တဖုံးရောင်ရမ်းခြင်းတွေသွေးပြကြတဲ့ယောဂတွေကိုတက်တာပျောက်ကင်းစေတတ်ပါတယ်သူ့ရဲ့အခောက်ပြုတ်ရည်ကိုနှိုက်စီနဲ့ချက်ပြီးတော့အဲ့ဒီစီကိုလိမ့်ပေးမယ်ဆိုလို့ရှိရင်တော့အနာပြက်တွေကိုတက်တာပျောက်ကင်းစေတတ်ပြီးတော့မကြက်နိုင်တဲ့အနာတွေကိုလည်းတက်တာပျောက်ကင်းစေတတ်ပါတယ်အတနုလင်းမြန်စွာတက်စေတတ်ပါတယ်အရွက်ကိုကြိတ်ချေပြီးတော့ပူအောင်ပြုတ်လုပ်ပြီးရောင်တင်းတဲ့နေရာတွေကိုလိမ့်ပေးမယ်ဆိုလို့ရှိရင်တော့ရောင်တင်းခြင်းကိုတက်တာပျောက်ကင်းစေတတ်ပါတယ်အရွက်ပြုတ်ရည်ကိုတောက်ပေးမယ်ဆိုလို့ရှိရင်တော့အမျိုးသမီးတွေနှလုံးတုန်တဲ့ယောဂါတွေကိုတက်တာပျောက်ကင်းစေတတ်ပါတယ်အတနုတက်ဖို့ကြံ့ကြာနေတဲ့အနာတွေအတနုမတက်နိုင်တဲ့အနာဟောင်းတွေဆိုလို့ရှိရင်တော့နဘဲပင်ရဲ့အခေါင်းနဲ့တမာစီကိုရော့ကြည့်ပြီးတော့လိမ့်ပေးမယ်ဆိုလို့ရှိရင်တော့လင်းမြန်စွာအတနုတက်စေတတ်ပါတယ်